ကဲဒီစစ်ခွေးလိုမပြောတဲ့စကားကိုပြည်သူတွေလာပါနားထောင်နော်သူတခွန်းပြောပြီးလို့စရင်မမို့တခွန်းဖြေပေးမယ်ကျဲလို့လူငယ်လေးတွေတည်တဲ့အချိန်ကြတော့နင်တို့အခုကြတော့ဒလန်ကြောင့်ဟုတ်တယ်လေလူငယ်တွေတည်တဲ့အချိန်မှာဒလန်ကြောင့်တဆူကြောင့်တဆူဒလန်ဆိုတာဘာလို့ခိုင်းစားခွေးလဲနေပါမအေလို့မြောက်လိုက်အာနာယူရဲ့ခိုင်းစားခွေးလေဖေလို့မဒီလူတည်တွေရဲ့တာဝန်ကနင်တို့မှရှိတယ်တကယ်ကြတော့ဒီလူတည်ရဲ့တောင်မှာငါတို့မှတောင်ရှိတာလားနေအဘမှာတောင်ရှိတာလားနင်တို့ရဲ့စဉ်းစားဆင်ခြင်နေမရှိပဲနဲ့စစ်တွေရှောက်တိုက်ခိုင်းလို့မြို့တွေရှောက်သိမ်းခိုင်းလို့လူတွေတည်နေတာငါတို့တွေကစဉ်းစားဆင်ခြင်ဉာဏ်စီလို့စစ်တွေတိုက်ရတာနော်စစ်တွေမတိုက်လို့စရင်စဉ်းစားဆင်ခြင်တဲ့ဉာဏ်မရှိလို့စရင်မင်းတို့ဘောမလိုမျိုးငါတို့ဖင်ခံရမှာငါတို့မျိုးငါတို့ပြန်တော့တိုက်ယူတာငါတို့မျိုးငါတို့ပြန်တော့သိမ်းတာငါတို့နေရငါတို့နိုင်ငံငါတို့ရဲ့အာဏာငါတို့ရဲ့လက်ထက်မှာပြန်ရအောင်ငါတို့ရဲ့နိုင်ငံငါတို့ရဲ့လက်ထက်မှာပြန်ရအောင်မြို့တွေတန်ရမှာစခန်းတွေတန်ရမှာနေရတိုင်းမှာတန်ရမှာငါတို့ရဲ့တောင်းလေငါတို့မှာသမီးစားတယ်စတ်တက်တယ်ပေတက်တယ်အသိတရားဆိုတာရှိတယ်ကိုကျစ်စာတရားဆိုတာရှိတယ်ဉာဏ်ပညာရှိတယ်နော်တခင်ဆိုင်ရှိတယ်အဲကြောင့်တခင်ဆိုင်မရှိတဲ့နေတို့လိုမအေလို့တွေကိုနေတို့လိုအောက်ဒန်စာခွေးဝဲစာအာနာယူမိတ်စာကောင်တွေကိုအလိုမရှိဘူးကွာအလိုမရှိလို့မင်းတို့ရှိတဲ့မြို့တိုင်းငါတို့ဝင်တိုက်မယ်ကွာမင်းတို့နေတဲ့မြို့တွေနေရာတွေအားလုံးကငါတို့ပြည်သူလူထုတွေရဲ့မြို့တွေနေရာတွေတိုင်းပြည်တွေနိုင်ငံတွေမင်းတို့အာဏာစင်ရဲ့နိုင်ငံမဟုတ်ဘူးငါတို့ရဲ့နေရာငါတို့ရဲ့မြို့ငါတို့ရဲ့နိုင်ငံကငါတို့လက်ထက်မှာပြန်ရဖို့ကငါတို့မှာတာဝန်ရှိတယ်နော်ငါတို့လောက်ပေးတာပြည်သူတွေအနာကကောင်းစားဖို့အတွက်ပြည်သူတွေလူလိုမျိုးနေရအောင်ခွေးလိုမျိုးမနေရအောင်ငါတို့လောက်ပေးတာလူတွေသေအောင်လောက်တာနေတို့လိုအောက်ဒန်စာအာဏာယူတွေဟုတ်လားဘုံကျဲတာလည်းမင်းတို့ပဲလေဗရင်ကျင်တာလည်းမင်းတို့ပဲခိုးဆိုးလူရဲ့ထမြတက်တာလည်းမင်းတို့ပဲငါတို့ဖြီရဲတွေငါတို့ပြည်သူတွေကြတော့ဘာတွေလုပ်လို့လဲဟမ်ငါတို့နိုင်ငံငါတို့လက်ထက်မှာပြန်ရအောင်ငါတို့ရဲ့အာဏာငါတို့လက်ထက်မှာပြန်ရဖို့ငါတို့စ조사ပေးတာပဲလူတတာခိုးဆိုးတာလူရဲတာထမြတက်တာရောက်မှတာအောက်တန်းကြတာကောက်ကျစ်တာနိုင်ငံရောင်းစားတာမင်းအဘလေဖေလို့မရဲ့ငါတို့ပြည်သူတွေကစစ်ကြောအာဏာယူတွေရဲ့လက်အောက်မှာလူများဖို့အတွက်ငါတို့ရတဲ့နေနဲ့ငါတို့စ조사မှာပဲစကားစားလေအခုရန်ကုန်မန္တလေးလူအုပ်တွေထဲမှာသူတို့ဘုံမကျဲပါဘူးပြည်ရဲ့တပ်သားတွေရှိတဲ့နေရာကိုပဲသူတို့ဘုံကျဲတယ်ဘယ်လိုမျိုးဘုံကျဲမလဲရန်ကုန်မန္တလေးက PDF တပ်သားတွေမှမတက်သေးတာနေစိတ်ထင်အခု PDF တပ်သားတွေတိုက်တဲ့နေရာကအဲ့ဒီနေရာမှာပဲတိုက်မလို့လားနေဘာစီတဲ့နေရာတိုင်းနေဘာစစ်ခွေးတွေစီတဲ့နေရာတိုင်းမန္တလေးလားနေပြည်တော်လားရန်ကုန်လားနေရဲ့အိမ်လားနေရဲ့ခေါင်းပေါ်မှာနေရဲ့အဘရဲ့ခေါင်းပေါ်မှာလားအကလုံးတက်ပြီးတော့တိုက်မှာဖေလို့မတက်တဲ့နေကြလို့စင်ဒီဆိုတဲ့ဖေလို့မနော်ပြေးဖို့တင်တန်းတက်ထားပေါ့နော်အပြေးတန်ပွဲတင်တန်းတက်ထားနော်ပြောထားမယ်ငါတို့ပြည်သူလူထုတော်လန်ရေးတွေဒါပဲလောက်တာမင်းတို့စစ်ခွေးကိုတိုက်တာဖာဆန်ဆန်နဲ့လာတော့တိုက်တာမဟုတ်ဘူးဖာဆန်ဆန်နဲ့လာတော့တော်လန်တာမဟုတ်ဘူးမင်းတို့စစ်ခွေးအမျိုးရောက်စီတဲ့နေရာတိုင်းပြီးတော့အာနာယူစီတဲ့မြို့တိုင်းမှာငါတို့ဝင်တိုက်မှာရန်ကုန်မြို့လားမန္တလေးမြို့လားနေပြီးတော့လားဒီမြန်မာတနိုင်ငံလုံးနေပါမအေလို့မအောင်လိုက်ထူထောင်တဲ့နိုင်ငံမဟုတ်ဘူးခွေးမ तू ကဘာကောင်မို့လို့လဲအဲ့ဒီမြန်မာနိုင်ငံက तू ပန်လို့ရတယ် तू အောက်ချုပ်စင်တယ်လို့အောက်ချုပ်လို့ရမယ်ဟာ तू တတ်စင်တယ်လို့တတ်လို့ရမယ်ဘယ်မြို့မဆို तू ပန်တယ်ဆိုတာဘယ်သူကပြောလို့လဲနေဆိုတဲ့ဖေလို့မပြောမလားနေဆိုတဲ့ဖေလို့မပြောမလို့လားဟာနေရတကံမှာနေရမအလားပိုင်နေတယ်တနိုင်ငံလုံးနေရကိုမေကိုလောပိုင်နေတယ်နေရခွေးဝဲစားပါဆောက်စင်စီလို့လဲဘာအတိတရားစီလို့လဲပြည်သူလူထုကဘာစေတနာမေတ္တာစီလို့လဲဟင် तू တနိုင်ငံလုံးအောက်ချုပ်ရမှာသူ့ကိုဘယ်သူပေးအောက်ချုပ်လို့လဲသူ့ဘယ်သူလက်ခံလို့လဲ तू ကခွေးဒီခွေးမသားမအေလို့တပူကတမတဖြစ်တာလဲဘယ်သူကသူ့လက်ခံလို့လဲဟမ်မင်းတို့လိုဘောမတွေပဲသူ့လက်ခံတာဟမ်ဒီတော့မအေလို့မင်းအောင်လိုင်ကအာနာစတိုင်ကလေးကသူ့ကိုအဲ့ဒီချိန်မှာဘယ်သူမှလက်မခံတို့အခုထိလည်းဘယ်သူမှသူ့လက်မခံဘူးလက်မခံတဲ့အတွက်ကြောင့်သူ့လိုခွေးမသားအာနာယူစစ်ခွေးစတာမိတ်စာကောင်နော်ဘယ်သူမှလက်မခံတဲ့ကြောင့်သူ့ကိုရတဲ့နေနဲ့သူများတော်လန်မှာပဲအဲ့တော့သူများတော်လန်တဲ့နေရာတိုင်းတော်လန်တဲ့သူမတိုက်ပဲနဲ့ပြည်သူလူထုတပ်ဘုံကျဲတာတပ်ဖြတ်တာသူပဲတောင်းယူရမယ်လေဖေလို့မရဲ့ဟမ်တိုက်တဲ့သူကိုပြစ်လေတိုက်တဲ့သူတလေဘာဖြစ်လို့မတိုက်တဲ့ပြည်သူတတ်တာလဲအဲ့လောက်တော့မှနေခွဲစားလို့မတက်လာဖေလို့မစောက်ချီစာမချီပလန်မတော့ဘာလို့အခုထိမသိနိုင်ကြသေးရလဲတော်ထားတဲ့ချင်းပြင်းနဲ့မြို့တချို့ကြီးလိုက်ပါလားပြာကျသွားလေနေအဘသာတတ်တိစလို့စင်လူလိုမျိုးစစ်တိုက်လို့စင်ဘယ်နေရာပြာကျမလို့လဲတိုင်းရင်သားလည်းနဲ့ကန်သူ့ကိုတိုက်တယ်သူလည်းတိုင်းသားလည်းနဲ့ကန်လူလိုမျိုးပြန်တော့တိုက်ပေါ့ယောက်ျားလိုမျိုးပြန်တော့တိုက်ပေါ့ဘာဖြစ်လို့ခွေးလိုမျိုးလည်းပြောတိုက်တာလဲဘာဖြစ်လို့ညင်ညင်ပန်းနဲ့တိုက်တာလဲဖေလို့မရဲ့သူများပေးမအောက်ချုပ်ပဲနဲ့အောက်ချုပ်နေတာလေသူများစောက်ခံတယ်မစောက်ဘူးသူများလက်နဲ့ဆိုင်ခံတယ်မချဘူးသူများတိုက်ရတာပေါ့အဲ့ဒါသူများရဲ့နယ်မြေလေတိုင်းရင်သားတွေရဲ့နယ်မြေလေသူခွေးလိုမျိုးတော့အောက်ချုပ်လို့မရဘူးစကားစားလေအခုရန်ကုန်မန္တလေးလူအုပ်တွေထဲမှာသူတို့ဘုံမကျဲပါဘူးပြည်ရဲ့တပ်သားတွေရှိတဲ့နေရာကိုပဲသူတို့ဘုံကျဲတယ်အဲ့ဒါဘာလို့အခုထိမသိနိုင်ကြ PDF တပ်သားတွေစီးတဲ့နေရာမှာပဲသူတို့ဘုံကျဲတယ်ဟဲ့ဖေလို့မဖုန်ကြီးเจ้าမှာဆိုရင် PDF တပ်သားစီးရလားဟမ်စစ်ဘေးဆောင်မှာဆိုရင် PDF တပ်သားစီးရလားဟမ်စာတင်เจ้าတို့ဆေးရောင်တို့ PDF တပ်သားစီးရလား
နေပါကျဲလိုက်တဲ့နေရာတိုင်းမှာနေပါကျဲသားလိုက်တဲ့လူနေရာတိုင်းမှာဘယ် PDF မှမရှိဘူးဖေလို့မရဲ့ PDF တွေကသူတို့စစ်တမ်းထဲမှာပဲရှိနေတာနေတော့စခန်းစီးတဲ့နေမှာဝင်တိုက်တာဟမ် PDF တွေကစာတင်ကျောင်းမှာဖုန်ကြီးကျောင်းမှာဟိုဆေးရောက်မှာတော့စစ်တပ်တာမဟုတ်ဘူးဖေလို့မရဲ့ PDF မရှိဘဲနဲ့ခွေးစိတ်ပေါက်နေတဲ့နေပါမအလကပက်ပက်စနဲ့ကျဲတာလေဖေလို့မဟုတ်မှန်တဲ့စကားတွေစောက်ပြောနေတယ်စောက်အောက်တန်းစားမှမြို့တချို့ကြီးလိုက်ပါလားပြာကျသွားတယ်နောက်ဆုံးမစကတ်စားပဲပြန်ယူတာပဲဒါပဲနစ်စကစားအဲ့ဒီကချင်ပြည်နယ်မှာစခန်းတစ်လုံးပြန်ရဖို့မြို့တစ်လုံးပြန်ရဖို့ကနေရမအေလို့မရောက်လာရဲ့သူရဲ့ခွေးသားစစ်ခွေးသေးလေးတွေကအကောင်ပဲ1000အသေးခံရလေအဲ့ဒါနေသိလားနေရစစ်ခွေးရစခန်းတစ်လုံးပြန်ရဖို့ပြည်သူလူထုရဲ့သားသမီးသူရဲ့စစ်ခွေးတွေကိုအကောင်1000အကောင်1000အသေးခံခိုင်းတယ်ဖေလို့မအဲ့ဒီသေသွားတဲ့သူများသားသမီးတွေအားလုံးနေပါမအေလို့မရလိုက်လိုးထားတဲ့ကလေးတရားမှမရှိဘူးဖေလို့မရဲ့နေရကလေးလည်းမပါဘူးပြည်သူလူထုရဲ့သားသမီးတွေသိလားနင်တို့ပြားကိုတုံးနဲ့သွားထိုးတယ်ပြားတုံးတဲ့အချိန်ကျတော့ဘာမှမဆိုင်တဲ့လူတွေကိုပိုက်ရမ်းတယ်နင်တို့ကပြားကိုတုံးနဲ့သွားထိုးတယ်တဲ့ဘသူကိုအရင်ထိုးတာလဲဖေလို့မရဲ့ဟမ်နေအဘသာအစကတည်းကခွေးစားမခင်ဘူးဆိုရင်ခွေးစိတ်မပေါက်ဘူးအာနာမယူဘူးဆိုရင်တနိုင်ငံလုံးပြကြမလားလူတွေအများပြသေးမလား PDF လူငယ်ဆိုတာပေါ်လာမလားတီသူဆိုတာလက်နဲ့ကန်လာမလားဖေလို့မဟမ်ဘသူအရင်တောက်တာလဲနင်းအဘမအေလို့မင်းအောင်လိုင်းကခွေးစိတ်ပေါက်ပြီးအာနာယူပြီးတီသူရဲ့ခေါင်းဆောင်ဖမ်းတော့ထောင်ချလိုက်တယ်လေတီသူရဲ့ခေါင်းဆောင်ကို तू မဖမ်းဘူးထောင်မချဘူး तू သာလူစိတ်မွေးလို့စင် तू သာခွေးစိတ်မပေါက်ဘူးအာနာမယူဘူးစင်မြန်မာပြည်ကြီးဒီ9နှစ်6နှစ်အတွင်းတိုးတက်သွားတာကြာပြီးဖေလို့မရဲ့ဘသူမှလည်းသေစရာအကြောင်းမရှိသလိုနော်မြန်မာပြည်ကြီးလည်းပြာကျစရာမလိုဘူးနေအဘမအေလို့မရလိုက်အာနာယူခွေးစိတ်ပေါက်တဲ့အတွက်ကြောင့်ပြည်သူလူထုကိုအထင်သေးလိုက်လို့နေအဘခွေးစိတ်ပေါက်လိုက်လို့ပြားကိုဒုံနဲ့တောက်လိုက်လို့ပြားကိုသွားပြီးအထင်သေးနေတယ်လေနေအဘကသူစိတ်ထင်ငါတို့ပြည်သူတွေကထမင်းမစားဘူးသူလိုးတိုင်းခံရမယ်သူတတ်တိုင်းခံရမယ်သူရောက်မှတိုင်းငါတို့ထိုင်ကြည့်ရမယ်ဆိုတာသူထင်တာမားနေတယ်လေနေအဘခွေးယူမအောင်လိုက်ကငါတို့ကိုလာတော့တောက်လိုက်လို့ငါတို့တွေကခွေးတယ်မဟုတ်တဲ့တကြောင်တလိမ့်ဆန်တယ်မဟုတ်တဲ့တကြောင်ဒါငါတို့ရဲ့နိုင်ငံဒါငါတို့ရဲ့အမိမြေဒါငါတို့ရဲ့နိုင်ငံသူနိုင်ငံသားနေအဘမအေလို့မအောင်လိုက်သူရဲ့ဖေတောင်းလိုက်သူလာတော့ထူထောင်ပေးတာမဟုတ်ဘူးဒီနိုင်ငံလောက်ချင်တယ်လို့လောက်လို့မရဘူးအဲကြောင့်ပြားကိုတောက်ချင်တယ်လို့တောက်လို့မရဘူးโอเคနော်ပြန်ကိုက်လို့တတ်တယ်နော်ပြားကိုတောက်နဲ့ထိုးတာနေပါမအေလို့မရအောင်လိုက်စစ်ခွေးစစ်တပ်တွေငါတို့ပြည်သူတွေမဟုတ်ဘူးငါတို့ကအတောက်ခံရတာငါတို့သားသမီးတွေငါတို့မျိုးဆက်တွေခွေးစိတ်ပေါက်နေတဲ့လူရဲ့လက်အောက်မှာငါတို့မထားဘူးမထားတဲ့အတွက်ကြောင့်ငါတို့ကာကွယ်ပေးရမှာပဲငါတို့ဘာသာငါတို့ကောင်းမွန်နေတာငါတို့အေးအေးဆေးနေတာနော်နေအဘခွေးစိတ်ပေါက်ပြီးအာနာယူလိုက်လို့နော်ပြားကိုတောက်နဲ့တောက်လိုက်တာပြားလဲသူ့ကလေးသူချစ်တယ်သူ့ရဲ့အိမ်သူ့ရဲ့နိုင်ငံသူချစ်တယ်ဟမ်သူ့ကိုအလကားလာပြီးတောက်တဲ့သူကသူထိုင်ကြည့်စရာလားရတဲ့အနေနဲ့သူကာကွယ်ပေးမှာပဲသူ့ရဲ့သားသမီးတွေအတွက်သူ့ရဲ့မျိုးဆက်တွေအတွက်နော်ပြောထားမယ်တလိမ့်ဆန်တွေကလေမေးတော့ထက်ကိုချင်းစာပြားစီတယ်နော်ခွေးမကလေးကိုတော့ရိုက်ကြည့်ခွေးမပြန်တော့ကြိုက်တာပဲမေးတော့ဘောမတွေကြတော့နော်ကိုနိုင်ငံအာနာယူတွေခွေးယူတွေဘလောက်ပဲဖြက်စီဘလောက်ပဲအနိုင်ကျင့်ဘလောက်ပဲတပ်ဖြတ်ပုံကျဲမင်းတို့တွေကထိုင်ငိန်နေလို့ကောင်းနေတော့မဲနော်ဘောမကောင်းနေတော့မဲဖင်ခံကောင်းနေတော့မဲငါတို့ပြည်သူတွေကအဲ့တလိုမျိုးမရှိဘူးမရှိတဲ့အတွက်ကြောင့်မင်းတို့အဘရောက်မှတိုင်းငါတို့တော်လန်ရမှာပဲမင်းတို့အဘစီးတဲ့နေရာတိုင်းငါတို့တော်လန်တိုက်ထောက်ရမှာပဲနော်အခုဖြစ်လာတဲ့ပြဿနာအားလုံးကိစ္စတွေအားလုံးနေအဘခွေးမသားမင်းအောင်လိုက်အာနာယူလိုက်လို့အဲ့တလိုမျိုးဖြစ်သွားတာဖေလို့မတခြားလူတွေကိုနင်တို့မယိုးနဲ့အားလုံးတာဝန်ကနင်တို့ရဲ့တာဝန်နော်နင်တို့ကြောက်မလို့လူငယ်လေးတွေပြည်သူတွေအသက်အိုးအိမ်တွေဆုံးရှုံးနေရတာအခုထိနင်တို့ကသူများကိုရိုးလို့မပြီးသေးဘူးနင်တို့ကြောင့်ဖြစ်တယ်ငါတို့ကြောင့်ပြောရအောင်ငါတို့မှာတောင်းဝန်ရှိတယ်ပြောရအောင်ငါတို့ PDF တွေငါတို့ပြည်သူတွေကငါတို့အာဏာကိုငါတို့ပြန်တော့ခိုးလို့ရလားငါတို့အာဏာငါတို့ပြန်တော့လူလို့ရလားငါတို့ရဲ့ခေါင်းဆောင်ငါတို့ဖန်တော့ထောင်ချလို့လားခုနေတော့အာဏာသိမ်းကြတဲ့ကငါတို့တောင်းဝန်ငါတို့လုပ်နေတာငါတို့နိုင်ငံငါတို့လက်ထက်မှာပြန်တော့ရဖို့ငါတို့ခေါင်းဆောင်တွေအမြန်နဲ့ထွက်လာဖို့ငါတို့ပြည်သူလူထုတွေ94တန်လို့များဖို့ငါတို့ကဒီဇိုင်းမနဲ့လောက်တာငါတို့ကတက်စင်နဲ့လောက်လာလူလိုမျိုးစစ်တိုက်တယ်ယောက်ျားလိုမျိုးစစ်တိုက်တယ်ငါတို့ပိတ်ခါစစ်စီးနဲ့စစ်တိုက်တယ်မင်းအဘလိုမျိုးစီးမစီးကမ်းမစီးမကျဲတင်တဲ့နေရာကျဲမတတ်တင်တဲ့နေရာတမလှုပ်တင်တဲ့နေရာလှုပ်မကောင်းတဲ့အရာတွေ तू မလှုပ်ရတာတခုမှမရှိဘူး तू ကြတာတခုကတော့ငါတို့အမေစုကိုအခုနော်တနေ့အမှန်ကန် तू မချပြဘူးအဖွားအိုကြီးလက်နဲ့လည်းမရှိဘူးဒီမအေလွားတေအောင်ကြောက်တာအဖွားအိုကြီးကစင်လားတေလားမအေလွားတနေ့ထုတ်ဖော်လို့မရဲဘူးအဲ့ဒီရကျတော့နေအဘတေအောင်ကြောက်တာအဖွားအိုကြီးတရားကို तू တေအောင်ကြောက်တာဒါပေမဲ့ပြည်သူလူထုကိုရဲရဲစက်နဲ့တပ်ဖြတ်တာကျတော့ तू တတိတော်စီတယ်
ဘုံကျဲတာတနိုင်ငံလုံးဘုံကျဲတာဖြက်စီတာနိုင်ငံကိုဖြက်စီတာကြတော့တတိစီတယ်တယောက်နဲ့ဖင်ခံတာကြတော့သူတော်တတိစီတယ်အဲ့ဒါနင်းအဘပဲလေ နင်တို့ကြောင့်ဖြစ်တာနော်ဝိညာဉ်တိုင်းရဲ့ခေါ်တောင်နင်တို့တနည်းနည်းတော့ကြားရမှာပဲသွေးတစ်ဆက်ရဲ့တန်မိုး နေပြောတဲ့သွေးတစ်ဆက်တန်ဖိုးကြောင့်ပေါ့အဲ့ဒါနေသိပြီလားနေအဘကိုမေကိုလိုမင်းအွန်လိုင်းတာပြည်သူလူထုကိုမပြစ်သားလို့စင်ပြည်သူတွေသွေးထွက်အောင်သူမလုပ်လို့စင်ငါတို့ပြည်သူတွေကဘာအကြောင်းမှပြန်တော့တော်လန်စရာမလိုဘူးသူငါတို့ဘာဖြစ်လို့ပြန်တော့တော်လန်တာလဲငါတို့ပြည်သူလူထုရဲ့အသက်တွေသွေးတွေချွေးတွေကိုငါတို့တန်ဖိုးထားတဲ့အတွက်ကြောင့်ငါတို့ကပြန်တော့ကာကွယ်ပေးရတာတော်လန်ပေးရတာအကျွေးတွေကိုပြန်တော့ယူပေးရတာအဲ့ဒါနေသိပြီလားငါတို့ပြည်သူတွေကငါတို့နိုင်ငံသူနိုင်ငံသားတွေကိုငါတို့ဘယ်လောက်တန်ဖိုးထားလဲငါတို့ရဲ့နိုင်ငံကိုငါတို့ဘယ်လောက်တန်ဖိုးထားလဲဘယ်သူဘယ်ဝါမဆိုလာပြီးတော့တောက်လို့စင်လာပြီးတော့ပတ်လို့စင်ငါတို့မထားဘူးနေအဘသာဖထမဦးဆုံးအာနာမသိမ့်ဘူးခေါင်းဆောင်တွေမဖဲဘူးပြည်သူလူထုသွေးထွက်အောင်မပြစ်သားဘူးဆိုရင်ဘယ်သူမှပြန်ပြီးတော့မလုပ်ဘူးနေအဘဝင်တောက်လိုက်လို့ငါတို့လည်းပြန်တော့ကြိုက်တယ်ကွာဘာဖြစ်လို့ကြိုက်တာလဲငါတို့နိုင်ငံငါတို့ချစ်လို့ငါတို့လူမျိုးငါတို့ချစ်လို့ငါတို့ပြန်တော့ကာကွယ်ပေးရတယ်အဲ့ဒါနေနားလဲလားနော်အခုနေစိတ်ချင်နေအဘလူစိတ်စီးပြီးတော့နေတော့ဘောမတွေပဲလူစိတ်စီးပြီးတော့ကြံတဲ့ပြည်သူတွေအားလုံးကခွေးတွေဖြစ်နေတာလားတလိုက်ဆန်တွေဖြစ်နေတာလားဟမ်ကြက်ကလေးငက်ကလေးတွေဖြစ်နေတာလားဖေလို့မတော်အထင်သေးတယ်နော်ငါတို့ပြည်သူတွေကိုအဲကြောင့်နေအဘလေနောင်တကြီးဆိုတာရသွားမယ်အခုသူနောင်တရလဲသူဘာမှလုပ်လို့မရတော့ဘူးနေပြောနေတဲ့ရန်ကုန်မန္တလေးဘာဖြစ်လို့စစ်တပ်မကျဲတာလဲစစ်တပ်တွေက BDS တဲ့နေရာမှာပဲတော်ကျဲတယ်အဲ့ဒီရန်ကုန်မန္တလေးကနေစိတ်ချင်နေအဘပိုင်ထားလို့လားနေအဘကမပိုင်ရဘူးကွာငါတို့ပြည်သူပိုင်တဲ့အတွက်ကြောင့်တနေ့ကြလို့စင်ငါတို့ပြန်တော့တိုင်းပါပဲငါတို့ပြန်တော့တိုင်းတဲ့အချိန်နဲ့နေအဘလေပြန်တိုင်းတဲ့လူကမကျဲပဲနဲ့နေတို့လိုဘောမတွေကနေအဘပြန်တော့ကျဲသားမှာနော်ဘောမလိုခွေးစကားတွေတော့တက်អော်လိုက်လို့နေအဘနေကိုထားမယ်လို့မထင်လိုက်နဲ့နေအဘလူစိတ်စီတာမဟုတ်ဘူးမအေလို့မင်းအောင်လိုက်ဆိုတဲ့ကောင်ကလေနေရတိုင်းမှာသူကျဲတယ်တနိုင်ငံလုံးကိုသူပကျဲတာသူကျဲလို့မရတဲ့နေရာကတော့သူကျဲမရတဲ့နေရာနော်သူရဲ့မိုင်းမမိကျူရဲ့စပပဲတခုပဲသူကျဲလို့မရတာကျန်တဲ့နေရာသူကလုံးကျဲရတယ်နေဆိုတဲ့ဘောငုံဘောမဘောလီဆုပ်အခုဖာစကားတက်ပြောနေတဲ့နေဆိုတဲ့ဖေလိုမလဲနေရဲ့အိမ်သူကျဲလို့မရဘူးလို့မထင်လိုက်နဲ့နော်တနေ့ကြလို့စင်နေတွေ့သွားမှာအခုနေရဲ့အိမ်တွေနေရဲ့ခေါင်းတွေနေအမျိုးတွေနေမိသားစုတွေသူမကျဲရတယ်လို့နေမထိတယ်လို့နေခွေးစကားဖာစကားနေတက်ပြောတာနော်နေအိမ်နေရွာနေစပထိပြီးဆိုရင်နေတက်ပြောလာမှာနေရဲ့အဘကနေတော့အိမ်နာမမချမ်းဟာကျဲနေတယ်နေတက်ပြောလာမှာအခုနေရဲ့အိမ်တွေနေရဲ့မိသားစုတွေမထိသေးလို့ဖေလို့မရဲ့နော်အဲ့ဒါခွေးစကားမပြောနဲ့အောင်နေပြည်တော်မန္တလေးနေရတိုင်းရန်ကုန်နေဘအကောင်ပတ်ကျဲမှာနော်နေဘလူဆိုင်စစ်တာမဟုတ်ဘူးခွေးယူအာနာယူဆိုတာဘသူမျက်နှာမငဲ့ဘူးနေဆိုတဲ့ခွေးမလဲခွေးလိုမျိုးတိုက်ဟောင်လိုက်နေကိုခွေးချင်းချင်းလို့ तू တွေ့မလား तू မတွေ့ဘူး तू မကြည့်ဘူးနော် तू ကအာနာယူမိကျူအဖောက်တယ်မှာထွက်လာတဲ့သူ့ရဲ့သမီးလားသူ့ရဲ့သားဆိုရင် तू ခြံထားမယ်မိကျူရဲ့အဖောက်တယ်မှာမထွက်လာတဲ့ဘဲကောင်ဘဲမမဆိုဘောမလားဘောငုံလားဘဲသူဘဲမမဆို तू ကလုံးတတ်လို့ရတယ် तू ကလုံးတေတွင်းထဲမှာပို့မှာအဲ့ဒီမအေလို့อ่ะအဲ့ဒါနေမထားဖေလို့မဘောမ